မင်္ဂလာပါရှင်အခုကျမတို့တဲတဲ့ဟိုတယ်ရဲ့ toilet လေးကိုကျွန်တော်ပြပေးခြင်းလို့ပါရှင်ဒီလောက်အကျယ်ကြီးဆိုရင်တော့ကျယ်ပါတယ်ပေါ့ဒါကျယ်တယ်ပေါ့နော်ရတယ်ဒီအနေထားရ okay တဲ့ဒါပေမဲ့ဒီ toilet ကြီးကိုဒီဘက်ကတ်ထားတော့ဦးမမတဲမနော်တစ်ချက်လားငါနဲ့နည်းနည်းဝမရတော့ငါနဲ့နည်းနည်းဝမရတော့ခိုင်းလို့ထိုင်ပါမရမယ်သဘောရှိရတော့လေစစတင်ငါတနေ့မှမရတော့နည်းနည်းလေးခြေတော့ခါလေအဲ့လိုကားနေတာမရဘူးဟဲ့ဒီကကြည့်ကတာဟဲ့ဒီကကျဲတာဟဲ့နော်ဟုတ်လေဒီချိုးကတော့တော့ဒီလိုချားလာတဲ့သူ့ပုံစံကြလေဘလို့ခံစားရလဲဆိုခါချိုး300အဲ့လိုမျိုးခံစားရတယ်ဘလို့ခွဲရမလဲတော့ငါလည်းမပြောတတ်ဘူးတို့ပဲအဲ့လိုခံစားချက်ကအဲ့လိုလေးရကျွန်မအပြကျင်တော့ဒီ drive လက်ပေါ့လို့ဒီကတိကထားတယ်လို့ဒီနားတော့လေးမရဘူးလားဒီအလဲတော့မဲဆိုအဆင်မပြေဘူးလားအခုရေးကြဟဲ့အေးကနေရတဲ့ကောဘာမှစင်ပြေတော့နော်ဘေးစင်နဲ့တခါလည်းတိုင်နေတယ်ဒါလည်းတော့ပြည်စင်လေးပေါ့ဟုတ်ကျေးဇူးရတယ်